လှိုင်သာဆိုတာနိုင်ငံခြားသားနဲ့တရုတ်လူမျိုးအများစုရဲ့ယင်းနှိမ့်မြုပ်နှံရာနယ်မြေရှင်ဟုံနဲ့တိုးတက်ပြောင်းလဲလာတဲ့လှိုင်သာဆိုတာနိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များစွာယင်းနှိမ့်မြုပ်နှံပြီးအခြေချပြောင်းရွှေ့နေထိုင်လာတာပဲဖြစ်ပါတယ်။လှိုင်သာထဲမှာအိမ်ကြီးအိမ်ကောင်းများတည်ရှိရာထီးလှိုင်ရှင်အိမ်ယာထဲမှာနေထိုင်ဖို့ရောစိတ်ကူးရှိကြလား။ထီးလှိုင်ရှင်အိမ်ယာဟာလှိုင်သာမြို့နယ်ကျစစ်သားလမ်းမကြီးအနီးမှာတည်ရှိတာဖြစ်ပြီးတော့ဘရင်အောင်တတာအောင်စရတတာတို့နဲ့ချိတ်ဆက်ထားတာဖြစ်လို့တွားရလာရတာအရန်ကိုလွယ်ကူပါတယ်။ FMI City တန်စမီ City မှာလှိုင်သာမီကွက်စေ Ocean စိန်ကေဟာစေယုံဒီများနဲ့စားသောက်ဆိုင်များစွာကိုအချိန်တိုအတွင်းမှာတွားရောက်နိုင်ပါတယ်။အရေးကြီးဆုံးအချက်ကတော့မြေပိုင်ဆိုင်မှုခိုင်မာပြီးတော့260 gram မြေပေါင်းနဲ့အသက်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။မြေကျဲပေ60-80ပုံမှာဆောက်လုပ်ထားပြီး Building Area 2815 square feet ရှိတဲ့နှစ်ထပ်လုံးချင်းအိမ်ကြီးပဲဖြစ်ပါတယ်။အခန်းဖွဲ့စည်းပုံအနေနဲ့ ground floor မှာတော့အိမ်ခန်းအပြင် master bedroom တစ်ခန်း kitchen dining area နဲ့ store room တို့ပါဝင်ပြီးပထမတစ်မှာတော့မိသားစုအချင်းချင်းလွတ်လပ်လပ်အချိန်ကုန်ဆုံးနိုင်မဲ့အိမ်ခန်းကျဲဖျားကန် master bedroom နှစ်ခန်းနဲ့ single bedroom တစ်ခန်းတို့ကိုစနစ်တကျဖွဲ့စည်းပေးထားပါတယ်။အိမ်ခန်းတကားကိုကိုရီးယားကျွန်းတကားကိုအသုံးပြုပေးထားပြီးတော့အိမ်ခန်းတကားများအားလုံးကိုလည်းကျွန်းတကားစစ်တွေပဲအသုံးပြုပေးထားတာဖြစ်ပါတယ်။အိမ်ခန်းဖျားကန်နဲ့အိမ်ခန်းတွေအားလုံးကို quality ကောင်းတဲ့ SPC ပါကေးတွေပဲခင်းထားပေးတာပဲဖြစ်ပါတယ်။အိမ်ယာဝင်းတွင်းလမ်းတွေကပေ20အကျယ်ရှိပြီးတော့ရေစီးရေလာကောင်းမွန်စေတဲ့ drain system လည်းပါဝင်ပါတယ်။ဒါအပြင်24နာရီ security နဲ့ security gate စနစ်လည်းပါဝင်တာမို့လုံခြုံရေးကတော့စိတ်ချစရာပဲပေါ့။ဒီလိုမျိုးလုံချင်းအိမ်ကြီးတွေကိုအခုဆိုရင်တော့အတိုးမဲ့အရေးကြစနစ်နဲ့ပိုင်ဆိုင်နိုင်ပါပြီ။ Special Payment Plan အနေနဲ့ down payment 50%အရင်ပေးသွင်းရုံနဲ့ကျန်တဲ့50%ကို2လဒါမှမဟုတ်3လအထိခွဲပြီးတော့အရေးကြပေးသွင်းရုံပါပဲ။ဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူး။ယခုဝယ်ယူမဲ့သူတိုင်းအတွက်350ဘို့ furniture လက်ဆောင်တွေကိုလည်းထည့်သွင်းပေးသွားအောင်ပါပါ။လာမယ့်ဇွန်လ23နဲ့14ရက်နေ့မနက်10:00နာရီကနေညနေ9:00နာရီအထိကျင်းပမယ့်ထီးလှိုင်ရှင်အိမ်ယာတွေက Open House အယောင်ဖွင့်ပွဲကိုလူကိုယ်တိုင်လာရောက်လေ့လာပြီးစိတ်ကြိုက်ရွေးချယ်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ဒီလို Grand အမီပေါင်းလုံးချင်းအိမ်ကြီးတွေကအိမ်ယာထဲမှာအကန့်အသတ်ပဲရှိရတာမလို့စိတ်ဝင်စားရဆိုရင်တော့လက်မလွတ်ရအောင်အခုပဲ HK Property ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်။